အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးလည်းကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့အခုကနိုင်နေတဲ့တင်းနဲ့ပတ်သက်တဲ့သတင်းနှစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပထမသတင်းကတော့မန်ယူနိုက်တက်တင်းကချက်စီတင်းရဲ့ဒီလူငယ်ကစားသမားဖြစ်တဲ့ Andri Santos ကိုခေါ်ယူစိတ်ဝင်စားတယ်လို့သိရပါတယ်ဒီကစားသမားကိုချက်စီတင်းဘက်ကတော့ပြောင်းရွှေ့ခြင်းအနေနဲ့ပေါင်တန်း90လို့သတ်မှတ်ထားရလို့ဆိုပါတယ်ဒါပေမဲ့ဒီကစားသမားကိုမန်ယူနိုက်တက်အသင်းအပြင်ကိုနျူကာဆယ်အသင်းကလည်းလိုက်နေလို့သိရပါတယ်ဒီကစားသမားကိုရောင်းချဖို့အနေနဲ့ချက်စီအနေနဲ့ရောင်းချဖို့သတင်းတွေဟောတယ်မှာတော့ထည့်ထားတဲ့ကစားသမားအစီအစဉ်မှာတော့မပါဘူးဒါပေမဲ့နျူကာဆယ်ပါဝင်လာပြီဆိုလို့ရှိရင်တော့ဒီပြောင်းရွှေ့ခြင်းကိုပိုပြီးပေးရဖို့ရှိတယ်ဘာလို့လဲဆိုတော့နျူကာဆယ်အသင်းအနေနဲ့ဒီအန်တိုနီဂေါ်ဒန်ရောင်းထားတဲ့တိုနာလီကိုရောင်းထားတယ်ရောင်းထားရဖြစ်တဲ့အတွက်ဒီပြောင်းရွှေ့ခြင်းတွေသူတို့ရှိတဲ့အတွက်သူတို့ကသူတို့တကယ်လိုချင်တယ်ဆိုလို့ရှိရင်ထဲထဲဝင်လိုက်လာမယ်ဆိုလို့ရှိရင်တော့ပြောင်းရွှေ့ခြင်းကိုပို့ပြီးပေးလာနိုင်တဲ့အနေအထားတစ်ခုရှိပါတယ်ဒါကတော့တစ်ခုပေါ့လေဒုတိယသတင်းအနေနဲ့ကတော့ကာလိုဘာလီဘာနဲ့မန်ယူနဲ့ပတ်သက်တဲ့သတင်းကထပ်ပြီးတက်လာပါတယ်ကာလိုဘာလီဘာကိုဘယ်လိုဖြစ်လို့တက်လာလဲဆိုတော့ဒီဖာနန်ဒက်နဲ့တိုနာလီကိုလက်လွတ်ခဲ့ရပြီးရဲ့နောက်ပိုင်းမှာကာလိုဘာလီဘာနဲ့ပတ်သက်ပြီးမှသတင်းကပုံကျဲတောင်ထွက်လာတယ်ပြီးနောက်တဲ့ပြစ်မှတ်တွေဖြစ်တဲ့ချူဝါမန်ဒီကိုလည်းတကယ်လို့ခေါ်ယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ကြီးပေးနိုင်ထားအောင်သူ့ရဲ့လောက်ခလာတာအနေထားတစ်ခုကမန်ယူနိုက်တက်ရဲ့လက်ရှိတဲ့ policy နဲ့ကိုက်ညီမှုရှိမှာမဟုတ်ဘူးလို့သုံးသပ်မိတယ်ဒါကြောင့်မလို့ဒီကာလိုဘာလီဘာဆိုလို့ရှိရင် United ကိုလည်းသူကလာခြင်းတဲ့ကစားသမားဖြစ်တဲ့အတွက်တကယ်လို့ပြောင်းရွှေ့ခြင်းညှိနှိုင်းလို့ရခဲ့မယ်ဆိုခဲ့လို့ရှိရင်သူ့ရဲ့လောက်ခလာတာဒီနေပါလိမ့်မယ်အဲ့တော့ဒါကြောင့်မလို့ကာလိုဘလီဘာနဲ့ပတ်သက်တဲ့သတင်းတွေထပ်ပြီးတွက်လာတာဖြစ်တယ်လို့ယူဆရပါတယ်ဘန်ဂျက်ကိုကနေပြဒီသတင်းကိုတင်ဆက်ပေးထားတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ပြီးခဲ့တဲ့ရက်ကLS ကော့ကိုပေါင်ဒီ59တန်းနဲ့ကမ်းလှမ်းတဲ့ကိစ္စမှာလည်း reject လုပ်ခံရတယ်ဒါပေမဲ့ထပ်ပြီးကမ်းလှမ်းမှုနေတာတစ်ခုမရှိခင်ပါတယ်မဲ့ဘုံမောက်အသင်းဘက်ကဒီကစားသမားရောင်းချဖို့မဟုတ်ဘူးဆိုပြီးမှကြော်ညာထားတာရှိပါတယ်ဒီတော့နောက်ထပ်ဖိလစ်မက်ချာရိုနဲ့ပတ်သက်တဲ့သတင်းတွေလည်းတက်လာတာမရှိသေးပါဘူးသတင်းတင်ပြတက်လာလို့ရှိရင်ကျွန်တော်ဆက်လက်တင်ဆက်ပေးပါမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်